ဒီအပိုင်းမှာတော့ယာမတိုကကိုတက်ကိုတယောက်ထဲလာခဲ့ဆိုပြီးပြောလို့ကိုတက်ကယာမတိုကဆူနာကဝကိုဖွင့်ပြောခြင်းလို့သူနဲ့တိုင်ပင်မဲ့ထင်နေပြီးငါ့ကိုယုံကြည်နိုင်ပါတယ်ဆိုကတွေးနေပါတယ်အဲ့နောက်ယာမတိုကိုထိုင်ဆောင်နေပြီးခဏနေတော့ယာမတိုကရောက်လာကနောက်ကျသွားလို့တောင်းပန်နေပြီးကိုတက်ကတော့ယာမတိုဒီနေ့တော်တော်ချစ်စရာကောင်းနေတာပဲဆိုကတွေးနေပါတယ်အဲ့နောက်ယာမတိုကသူကမုန်းဆိုင်ဖွင့်တော့မှမလို့နောက်ဆုံးမုန်းတွေလှုပ်ကျွေးနိုင်လောက်မှမဟုတ်တော့ဘူးပြောကသူ့မှာပါလာတဲ့မုန်းကိုတက်ကိုကျွေးနေပြီးကိုတကကြိုက်တဲ့လုံနေကယာမတိုကသူ့မှာကော်ဖီလဲပါလာတယ်ပြောပြီးဆူနာလဲကြိုက်လောက်တယ်မလားပြောလို့ကိုတက်ကဟုတ်တာပေါ့ဆိုကဆူနာကဝကယာမတိုကောင်းကြောင်းတွေကိုပြောနေပြီးသူကကောင်းမလေးမရှိတဲ့စော်ကြီးပဲလေဆိုကသူ့တငယ်ချင်းအတွက်ပြောပေးနေပြီးသူကတော့ယာမတိုမုန်းတွေကိုစားချင်သေးပေမဲ့လုံလောက်ခဲ့ပါပြီဆိုကတွေးနေပါတယ်အဲ့နောက်ယာမတိုကိုကြည့်လိုက်တော့ငိုနေပြီးထထွက်သွားတာကြောင့်ဘာလို့ငိုသွားတာလဲဆိုကကြောင်သွားပါတယ်အဲ့ကြောင့်ကိုတက်ကဆူနာကဝတီကိုသွားပြီးယာမတိုကိုဘာပြောလိုက်လဲဆိုကယာမတိုကမင်းကိုတိုက်နေတာလေးပြောတော့ဆူနာကဝကမင်းပဲကြောင်နေတာဆိုကယာမတိုကြိုက်နေတာကကိုတက်ကိုဆိုကပြောလိုက်လို့ကိုတက်ကြောင်သွားကချင်းမထဲနဲ့လို့ပြောပြီးယာမတိုကြိုက်တာကဆူနာကိုလို့ပြောတော့ဆူနာကဘာလို့လဲလို့ပြောတော့ကိုတာကဆူနာကစောင်းရန်ချောပြီးလမ်းလို့လေပြောတော့ဆူနာကဝကယာမတိုလဲကိုတာကိုအဲ့လိုပြောခဲ့တယ်ပြောလိုက်ပြီးကိုတက်ကမယုံတယ်လို့ဖြစ်နေသေးတာကြောင့်ဆူနာကဝကယာမတိုဖုန်းကိုတွားပေးတဲ့အချိန်ကိုတာထွက်သွားတော့ယာမတိုကကိုတာမကောင်းမလေးရှိလားလို့ဆူနာကဝအကိုမေးပြီးကိုတာကိုကြိုက်တယ်လို့ပြောခဲ့တယ်လို့ပြောပေမဲ့ကိုတာကမယုံပဲဖြစ်နေသေးလို့သူ့ကိုတေချာစူးစားဖို့ပြောကကိုတာကတော့ယာမတိုကြိုက်တယ်ဆိုတာအိမ်မက်လို့ဖြစ်နေပါတယ်အဲကြောင့်ဆူနာကယာမတိုပြောတာကြားမှလက်ခံမှာမလားပြောနေတဲ့အချိန်အတော်ကြီးတယောက်ကယာမတိုဆိုတဲ့တယောက်ရောက်လာတယ်ပြောလို့ကိုတာကြောင်ပြောက်နေတဲ့အချိန်ဆူနာကအိယာအောက်မှာပုံနေဖို့ပြောလိုက်ပါတယ်အဲနောက်ယာမတိုရောက်လာတော့ဆူနာကအိယာပေါ်မှာထိုင်ခိုင်းလိုက်ကယာမတိုကတော့သူကကိုတရှိမှငုံမိသွားပြီးပြောကကိုတက်ကဆူနာအကြောင်းကိုပဲပြောနေတယ်လို့သူ့ကိုစိတ်မဝင်စားဘူးထင်တယ်ပြောတော့ဆူနာကလည်းရောလိုက်တော့မလို့လားပြောတော့ယာမတိုကမဟုတ်ဘူးဆိုကသူကကိုတက်ကိုတကယ်ချစ်ခဲ့တာပြောတော့ဆူနာကထပ်ပြီး၃ခေါက်လောက်ပြောခိုင်းလို့ယာမတိုကလည်းကိုတာကိုကြိုက်တယ်ဆိုကပြောလိုက်ပြီးအဲနောက်ဆူနာကကိုတာကိုအဲ့ရအောက်ကနေထွက်လာခိုင်းလိုက်ပြီးမင်းလည်းပြောတဲ့နဲ့မလားပြောလိုက်လို့ကိုတလည်းထွက်လာကယာမတိုကလည်းအစတွေ့ကလေးကချစ်တာပြောတော့ကိုတလည်းတူတူပဲပြောလိုက်ကယူနေကြပါတယ်အဲ့တော့တယောက်ပေါင်းကဆူနာကိုကိတ်မုံနဲ့ကျေးဇူးတင်လိုက်ပြီးဆူနာအတွက်လည်းကောင်းမလေးရှာပေးမယ်လုပ်နေကြပေမဲ့ဆူနာကမလိုဘူးဆိုကတငယ်ချင်းပြောတာပဲမြင်ချင်တာလို့ပြန်ပြောလို့ကိုတကမင်းကပြီးလူပြနဲ့တူတယ်ပြောတော့ဆူနာကဘာလဲပြောပြီးယာမတိုကလည်းပုံမြင်ကိုပြောပြခိုင်းတော့ကိုတကအရင်တုန်းကဘီလူနီတကောင်ရှိပြီးတငယ်ချင်းမရှိတာကြောင့်ဘီလူပြကသူကရွာကိုတောင်းကြမယ်မင်းကငါ့ကိုရိုက်ပြီးရွာကိုကယ်လိုက်ရင်တငယ်ချင်းရလာမယ်ပြောလို့လုပ်လိုက်တော့တကယ်လဲရွာရဲ့ယုံကြည်မှုနဲ့တငယ်ချင်းတွေပါရသွားကဘီလူနီကသူ့ကိုသူရဲကောင်းဖြစ်အောင်လုပ်ပေးတဲ့ဘီလူပြစီကိုတွားလိုက်တော့ဘီလူပြရေးထားခဲ့တာကမင်းနဲ့ငါလည်းတငယ်ချင်းပဲပြောကအဆင်မပြေရင်ငါစီလာခဲ့ဖို့ဖြစ်ပြီးဘီလူဆက်လန်းပြီးသွားပါတယ်အဲကြောင့်ကိုတာနဲ့ယာမာတိုတို့ကလည်းဆူနာနဲ့ဘီလူပြကစိတ်ထားချင်းတူတယ်ပြောနေကြကဆူနာကတော့တငယ်ချင်းပြောတာမြင်ချင်တာကပုံမှန်ပါပဲပြောပြီးကိုတကတော့သူ့ကိုဖတ်ထားလိုက်ပါတယ်အဲနောက်ယာမာတိုနဲ့ကိုတကတူတူသွားနေကြရင်းယာမာတိုကညီကိုတွေလိုပဲတော့ပြောလို့ကိုတာလည်းဟုတ်တယ်ဆိုကနှစ်ယောက်တူတူပြန်ခဲ့ကြပါတယ်အပိုင်း၃ကတော့ဒီလောက်ပါပဲကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်